မင်္ဂလာပါရှင်။The Hakka Time မြန်မာဘာသာအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။2020-2025 ခုနှစ်အတွင်း NLD ပါတီကငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်အရေးကိုအရေးတကြီးဆောင်ရွက်မယ်လို့ဒုတိယသမ္မတဦးဟန်နရီဗတ်ထယောက်ကပြောပါတယ်။2020ခုနှစ်တိုင်းနယ်ပြည်နယ်များမှာ NLD ပါတီကအမတ်နေရာ333နေရာရရှိပြီးနိုဝင်ဘာလ9ရက်နေ့ညနေပိုင်းအထိအမတ်နေရာ352နေရာရရှိရာကြောင့်အစိုးရဖွဲ့နိုင်ပြီဖြစ်ရာအဓိကဖက်ဒရယ်ရေးကိုဆောင်ရွက်သွားမယ်ဖြစ်တယ်လို့ဒုတိယသမ္မတဦးဟန်နရီဗတ်ထယောက်ကပြောပါတယ်။2020ရွေးကောက်ပွဲမှာ NLD ပါတီကအနိုင်ရရှိပြီးဖြစ်တဲ့အခါတိုင်းပြည်အတွက်ဆောင်ရွက်စရာလုပ်ငန်းတွေအများကြီးရှိတယ်။ဒါပေမဲ့ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်ရေးကိုအဓိကဆောင်ရွက်မယ်။အဲ့ဒီလုပ်ငန်းကိုချက်ချင်းဆောင်ရွက်နိုင်ဖို့ပြင်ဆင်ပြီးပြီဖြစ်ပါတယ်။ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်ရေးကိုအဓိက5မျိုးလှုပ်ဆောင်ဖို့စီစဉ်နေပြီး4မျိုးကိုတော့လှုပ်ဆောင်ပြီးပါပြီ။ကျန်တဲ့တစ်ခုကိုတော့နာမည်ပေးဖို့ပဲလိုတော့တယ်။အဲ့ဒါကြောင့် Federal စနစ်ရရှိဖို့ NLD အစိုးရကလာမယ့်သက်တမ်းအတွင်းအဓိကဆောင်ရွက်မယ်။ဒါက NLD ပါတီကအဓိကလှုပ်ဆောင်ရန်ချမှတ်ထားတဲ့ NCA ဖြစ်စေတခြားငြိမ်းချမ်းရေးကိစ္စမှာလှုပ်ဆောင်တဲ့အရာတွေကိုအဓိကထားပြီးလုပ်ငန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဒုတိယသမ္မတဦးဟန်နရီဗတ်ထယောက်က Hakka Time ကိုပြောပြခဲ့ပါတယ်။ NLD အစိုးရအနေဖြင့်9နှစ်အတွင်းတိုင်းရင်းသားများကတောင်းဆိုနေကြတဲ့ Federal အရေးရရှိဖို့ကိုအကောင့်ထဲပေါ်မဆောင်ရွက်နိုင်သေးတဲ့အတွက်2020-2025 ခုနှစ်အတွင်းတိုင်းရင်းသားများကတောင်းဆိုသည့် Federal စနစ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။လူထုရဲ့အရွေးခံနေပြီဖြစ်တာကြောင့်တခြားကိစ္စများမှာတော့ဖျားတခင်ရဲ့အလိုတော်အတိုင်းဖြစ်ပါလိမ့်မယ်လို့ဒုတိယသမ္မတဦးဟန်နရီဗတ်ထယောက်ကပြောပါတယ်။2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့၌ကျင်းပပြုလုပ်ခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာထန်တလန်မြို့နယ်အမျိုးသားအမတ်နေရာတွင်အနိုင်ရရှိခဲ့တဲ့ဦးဟန်နရီဗတ်ထယောက်ကလူထုမဲဆန္ဒနဲ့အနိုင်ရရှိပြီးဖြစ်တာကြောင့်ကျန်တဲ့ကိစ္စများကိုမူဖျားသခင်ရဲ့အလိုတော်တိုင်းဖြစ်ပါလိမ့်မယ်လို့ Hakka Time ကိုပြောပြခဲ့ပါတယ်။ဦးဟန်နရီဗတ်ထယောက်ဟာ2015-2020ခုနှစ်အတွင်းဒုတိယသမ္မတတာဝန်ထမ်းဆောင်နေပြီး2020-2025ခုနှစ်အတွင်းလည်းလွှတ်တော်တွင်ပြန်လည်အနိုင်ရရှိခဲ့တဲ့အတွက်ဒုတိယသမ္မတတာဝန်ပြန်လည်ထမ်းဆောင်ဖို့အခြေအနေပေါ်မေးမြန်းခဲ့တဲ့အခါဒုတိယသမ္မတက2015ရွေးကောက်ပွဲတုန်းမှာကျွန်တော်ကဒီနေရာကိုမမျှော်မှန်းပါဘူးအမတ်တပါးဖြစ်ဖို့တော့မနေ့စူးစမ်းခဲ့ရတယ်ဖျားသခင်ရဲ့အလိုတော်အတိုင်းဒီအခြေအနေဖြစ်လာတာပါအခုလည်းလူထုကအမတ်နေရာကိုရရှိစေတယ်တခြားကိစ္စများကတော့ဖျားသခင်နဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ဆန္ဒအတိုင်းဖြစ်ပါလိမ့်မယ်လို့ဖြေကြားသွားခဲ့ပါတယ်2020ရွေးကောက်ပွဲမှာဒုတိယသမ္မတဦးဟန်နရီဗတ်ထယောက်နဲ့၎င်းတို့ပါတီ NLD ကအမတ်နေရာအများစုအနိုင်ရရှိကြောင်းသိရပါတယ်။လက်ပြီးကျေးရွာမှာတနက်နဲ့ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ချင်းပြည်နယ်လက်ပြီးကျေးရွာမှာအိမ်ထောင်စု2ခုအကြားမတော်တဆတနက်နဲ့ပစ်ခတ်မှုဖြစ်ပွားပြီးယခုဟာခါဆေးရုံမှာစေကူတာမှုခံယူလျက်ရှိနေတယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ပြီးကျေးရွာအုပ်ချုပ်ရေးမှူးကအခုမတော်တဆတနက်ပစ်ခတ်မှုဖြစ်ပွားတာကဆွေမျိုးတွေတော်ကြတယ်။နှစ်ယောက်စလုံးအမဲလိုက်ဖို့တနက်တလက်နဲ့တောထွက်ကြတယ်။သူတို့ပြောတာကတော့တောလိုက်မဲ့နေရာမှာမြောက်ကောင်တွေ့ပြီးသူ့တငယ်ချင်းကအဲ့ဒီမြောက်ကောင်ကိုလိုက်တဲ့အချိန်မှာပြစ်တော့သူ့အဖော်ကိုထိမှန်မိတာဖြစ်ပါတယ်။အခြားတစ်ယောက်ကနေတန်ရာရနေတဲ့သူကိုခေါ်ယူလာဖို့မဖြစ်နိုင်တဲ့အတွက်အိမ်မာလာပြီးသူ့မိန်းမကိုပြောပြတယ်။မိသားစုအားလုံးကိုကြွေးကြတော့တရွာလုံးကသူတို့အိမ်ကိုသွားမေးမြန်းကြတယ်။ပြစ်တဲ့သူကိုညနေပိုင်းမှာလူငယ်တွေကလိုက်ရှာဖွေကြတယ်။ညမောင်တဲ့အချိန်ဖြစ်တာကြောင့်မတွေ့နိုင်ဘူး။ညတကောင်မှတွေ့တော့ကျွန်တော်ကရဲစခန်းကိုဖုန်းဆက်ပြီးရဲတွေရောက်လာကြတယ်။အဖြစ်ခံရတဲ့မိန်းမနဲ့ပြစ်တဲ့သူကမောင်နှမအရင်တွေဖြစ်ကြတယ်ဟု Hakka Time ကိုပြောပြခဲ့ပါတယ်။အဖြစ်ခံရတဲ့သူဟာအသက်32နှစ်ခန့်ရှိပြီးဆွေမျိုးသားချင်းဖြစ်နေရကြောင်းအမှုဖွင့်ဖို့အစီအစဉ်မရှိဘူးလို့လည်းသိရပါတယ်။ကျမချယ်ပါ2025ခုနှစ် NLD အစိုးရလက်ထက်မှာ2008ဖွဲ့စည်းပုံပြင်နိုင်ပြီဖြစ်ပြီး Federal ပြည်ထောင်စုစနစ်ထူထောင်နိုင်မယ်လို့ယုံကြည်ကြောင်းဘူဗန်ပန်ကပြောပါတယ်။2020ရွေးကောက်ပွဲ၌တပြည်နယ်လုံးမှာ NLD ပါတီကအနိုင်ရရှိပြီးဖြစ်တာကြောင့်2025ခုနှစ်မတိုင်မီဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဆင်နိုင်ပြီး Federal ပြည်ထောင်စုစနစ်ထူထောင်နိုင်မယ်လို့ယုံကြည်ကြောင်းဟာခမြို့နယ် NLD ပါတီဥက္ကဋ္ဌပူဗန်ပန်ကဆိုပါတယ်ဖျားသခင်ကျေးဇူးတော်ကြောင့်ရွေးကောက်ပွဲမှာအနိုင်ရတယ်။ချင်းပြည်နယ်မှာ94%အနိုင်ရတယ်။မြန်မာနိုင်ငံကတပြည်နယ်လုံးမှာ90%အနိုင်ရရှိတာကြောင့်ဖျားသခင်ကကျွန်တော်တို့တိုင်းပြည်ကိုပြုပြင်ဖို့လိုချင်နေတယ်။လူထုအလုံးဖျားသခင်ကကိုငီမဆဖို့ဆန္ဒရှိလာပြီလို့ယူဆတော့ကြောင့်ဂျင်းနမိတဲ့2015ရွေးကောက်ပွဲမှာလည်းအနိုင်ရခဲ့တဲ့အတွက်တကဘာလုံးကကြိုဆိုကြတယ်။စိုးရင်ပူပန်မှုတွေရှို့ကြလာတယ်။2020ရွေးကောက်ပွဲမှာလည်းပူပြီးအနိုင်ရရှိလာတဲ့အခါဂျင်းနမိတယ်။လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလည်းပူပြီးထိရောက်လာလိမ့်မယ်လို့ယူဆရဲကိုပူဗန်ပန်ကတဟာက Times တို့ပြောပြခဲ့ပါတယ်။2008ဖွဲ့စည်းပုံကိုလည်း2025မတိုင်မီမှာပြင်ဆင်မှုပြုလုပ်နိုင်ပြီး Federal ပြည်ထောင်စုစနစ်ကိုထူထောင်နိုင်မယ်လို့တတိချယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ယခု NCA လမ်းကြောင်းကိုစစ်တပ်ကသဘောတူတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့သဘောတူညီမှုတစ်ခုတည်းနဲ့လည်းလုပ်လို့မရပါဘူး။အခြေခံဥပဒေပြင်ဆင်ရေးမှာလည်းစစ်တပ်ဘက်ကနေဒီဥပဒေဟာမပြင်နိုင်တဲ့အရာမဟုတ်ဘူးလို့ပြောလာပါတယ်။ဒါကြောင့်အချက်၅ချက်ထွက်ပေါ်လာတယ်။ဒါအပြင် Federal ကိစ္စနဲ့ပတ်သက်ပြီးဒေါက်တာလျမွန်စခေါင်းကလည်း NLD ပါတီကသူတို့သဘောထားဖော်ပြပြီး CNLD နဲ့ USDP အနေနဲ့သဘောထားဘယ်လိုရှိတယ်လဲလို့မေးတဲ့အခါ NLD ပါတီရဲ့သဘောထားအတိုင်းသဘောတူတယ်လို့ပြောကြပါတယ်။ဒါကြောင့်ဒေါအောင်ဆန်းစုကြည်ကစစ်တပ်နဲ့ညှိနှိုင်းပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်မယ်လို့ယုံကြည်တယ်။ Federal ပြည်ထောင်စုစနစ်ထူထောင်နိုင်မယ်ဆိုရင်အားလုံးကဂျင်းနဲ့ကြမှာပါလို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။ရွေးကောက်ပွဲမတိုင်မီပူဗန်ပန်က2020ရွေးကောက်ပွဲမှာ NLD ပါတီကရခိုင်နှုန်းအပြည့်အနိုင်ရမယ်လို့ပြောဆိုခဲ့ပြီးယခုကဲ့သို့ NLD ပါတီကအနိုင်ရရှိလာတဲ့အတွက်ထောက်ခံအားပေးကြတဲ့ပြည်သူလူထုအပေါ်ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။ဟာခတီရဲ့ကပီတာချာ့ချ် UPC ဖျားကျောင်းဝင်နေဆော်လို့ဒီ VP Henry Van Thieu ဟိုကိုဒုတိယသမရနဲ့ဦး Henry Van Thieu ကိုရိုင်းဖေဂျူးဆက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ဟာခတီရဲ့ကပီတာ United Pentecostal Church ဝင်ထဲမှာဆော်လို့ခဲ့တဲ့ VP Henry Van Thieu ဟိုကို2020နိုဝင်ဘာလ10ရက်နေ့မှာဒုတိယသမရနဲ့ဦး Henry Van Thieu ကိုရိုင်းဖွင့်လှစ်ခဲ့ပါတယ်။ဒီဖွင့်ပွဲတွင်ဒုတိယသမရပူ Henry Van Thieu ဒုတိယသမရကတော့ဒေါက်တာအန်နာဆွေလွမ်းချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွေလွှတ်တော်ဥက္ကဋ္ဌပူဇော်ပွိုင်နေလုံဝန်ကြီးဦးဟန်ဝင်းအောင်လမ်ပန်ဆက်သွေးရေးဝန်ကြီးပူဆွေချေဥပရိချုပ်ပူစန်နီထန်းကျုံသက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ Reverend Dr. J. Raboy Central State District Chairman Reverend Van Tiamခရိုင်ရုံးတာဝန်ရှိသူများ Peter UPC ပတ်စတာများနဲ့သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်ကြတယ်လို့သိရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Peter UPC Church Pastor Deltin Pang ကယခုကဲ့သို့ဒီခမ်းမဖွင့်ပွဲကျင်းပနိုင်တဲ့အတွက်ဘုရားသခင်အပေါ်ကျေးဇူးတင်တယ်။ဒုတိယသမရပူ Henry Van Thieu အပေါ်မှာလည်းကျေးဇူးအထူးတင်ရှိပါတယ်။ဒီခမ်းမကိုမေလ15ရက်နေ့ကနေစတင်ဆောက်လုပ်တာဖြစ်ခဲ့ပြီးနိုဝင်ဘာလ10ရက်နေ့မှာအပြီးဆောက်လုပ်နိုင်တာဖြစ်တယ်။ဒီခမ်းမဆောက်လုပ်တဲ့နေရာမှာကျပ်ငွေသိန်းပေါင်း900ကျော်ကုန်ကြတယ်လို့ Hakka Times တို့ပြောပြခဲ့ပါတယ်။ဒီခမ်းမကိုဒုတိယသမရပူ Henry Van Thieu စီစဉ်ပေးမှုနဲ့နာတာလာကကူညီမှုတို့ကြောင့်ဆောက်လုပ်နိုင်တာဖြစ်တယ်။ခရီးရန်အသင်းတော်ကနေလူမှုရေးကိစ္စဖြစ်တဲ့တာယီနာယီကိစ္စနဲ့အစည်းအဝေးကျင်းပတဲ့အခါအသုံးပြုသွားမယ်။ယခုလိုဆောက်လုပ်ပေးတဲ့မြန်မာနိုင်ငံအစိုးရပြည်내အစိုးရနာတာလာဌာနအပေါ်အထူးကျေးဇူးတင်ရှိတယ်လို့ Central State District Chairman Reverend Van Tiam က The Hakka Times တို့ပြောပြခဲ့ပါတယ်။ဒီခမ်းမကိုဒုတိယသမရပူ Henry Van Thieu ဝန်ကြီးချုပ်ဆလိုင်းလင်တွေနဲ့နေလုံဝန်ကြီးဦးဟန်ဝင်းအောင်တို့ကဖေကျူးဖြတ်ဖွင့်လှစ်ခဲ့တယ်လို့သိရှိရပါတယ်။လူကြီးမင်းတို့လုပ်ငန်းအကြောင်းအရာများကိုကြုံရထည့်သွင်းလိုပါကဈေးနှုန်းချိုသာစွာနဲ့ The Hakka Times မှာလှုပ်ဆောင်ပေးနေပါတယ်။ The Hakka Times ရဲ့ Facebook page, YouTube channel တို့ကို like, follow, share နဲ့ subscribe လုပ်သားဖို့လည်းတိုက်တွန်းလိုပါတယ်။ဒီကနေ့ The Hakka Times မြန်မာဘာသာအစီအစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်သွားပါမယ်။ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။ကျွန်မ Elizabeth ပါ။